ကျေပြားလေးနဲ့ထမင်းစားပြီးတဲ့နောက်ဟိုးခက်ဝေးဝေးကြီးကောင်စာဝင်စားအတန်လေးမှာပြန်စရာရင်မရှိရှာပါဘူးအမေရဲ့ကဘာမြေကြီးပေါ်ကအကုသိုလ်ပန်းနေဝေပုံကလည်းအဖူပေါ်အညွန့်တက်လို့တက်မက်စရာပါလားအမေတန်တရားလေးတီးချင်းနေရစီစီပရိတ်ကလေးကိုတားမိလို့ပေါ့ဒီခါတည်းတော့အမေရဲ့တားဘဝဟာမြေငွေပညာလေးတညာဖြစ်ခဲ့ရတယ်တားလေသူ့ကိုယ်ပိုင်အသီးတွေညွတ်ဤလေးလံနေအောင်ထမ်းဖို့ထားရပေမဲ့ပျော်ရှားတဲ့ကုံထမ်းသမားတလဲပင်ကလေးကိုအားကြမိတယ်အမေရဲ့လေတွေထမ်းနေလေလေတားမှကြည်ခွေးရလေလေပါပဲမိုးအကြစောမယ်ဆိုတာလေတကယ်တော့လောကရန်တရားပါလားအိစရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရတာပဲအမေရဲ့အမောင်နဲ့ဆူဆူမိုးရေတွေရွှဲရွှဲနေလို့အတန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတည့်ရက်တွေမရှုမလှနဲ့ကဲဆိုးမှုမောင်တောင်ကုန်းပေါ်မှာတားဘွားရဲ့အပိုင်းစာတွေတဲ့လားတားညင်းဆန်တဲ့အမေမသိဘူးလားအမေသားကြပြားစရာလေးအမေရဲ့တကယ်တော့လေအမေရဲ့ကြပြားစရာဆိုတာတန်ခံကျိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကမ္ဘာလောကကြီးမှာအမေသားကြပြားစရာဖြစ်လာတာအပြစ်ရှိပါသလားအမေတားရဲ့အချစ်မလေးဟောဒီကမ္ဘာကြီးနစ်ခဲ့ရင်တောင်စစ်ဖြစ်ဖို့မသေးကြတော့ပါဘူးအမေရဲ့ခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုခေါင်းအိမ်မိလို့အကျဉ်းအမဲဆုံးဆုလက်ကိုတားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတယ်အမေရဲ့အေခဲနဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတာတူတူခါခါမုန်းတဲ့အမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တစ်ဖြစ်စာရဲ့ပါတားမှာတော့ယူစနာတမ်းမောင်းများစွာဝေးကလို့တားလေရေရိုးထားတဲ့ညရဲ့လို့မရခဲ့ဘူးတားရဲ့ဘင်းကလေးဟာလေဘလောက်တောင်ပါရှက်နေတယ်လဲဆိုတော့စံကြီးမြင်လေးတမြင်နေမိရင်တောင်ဘင်းကထောက်ပေါက်သွားနိုင်ပါတယ်အမေအရန်ကြီးကြီးမိတော့မီးလန့်ကြီးတယ်နေ့စဉ်ခုံခုံချနေရတဲ့ဘဝကြီးအခမင်းညတဲ့တိတ်ပြီးတိတ်တိတ်လွန်းလာအမေရဲ့လွတ်လွတ်ကြွကြွကြီးကန်သွင်းခံရကျွန်တော်ဘလောက်မှားရမိလို့လဲအမေအဆုတ်ကကြက်ခိုးဆွဲမိဖို့ကြောင့်ချောင်းဆူးလိုက်တိုင်းရင်ကောင်းကြီးတွေကမိထတောက်တာမြင်ရအမေရဲ့အတွင်းလူမမာတယောက်ပါဒါပေမဲ့တစ်သားဘတ်စကားအိုကြီးကိုစီးလို့ကြပြစရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့တာမိဆွေပေါ့ဘလောက်တောင်ကြောင်းမဲ့ဖွေရပြိုလဲခဲ့ပါတလေဘယ်တော့များမှတမာဒီဝလက်ထဲရောက်มาတယ်လေတယောက်ကိုတယောက်မင်းရင်ပေါ့မျက်စိတမိတ်လျှက်တဲ့ပြက်အတွင်းမှာသုံးမယူတွေချောင်းကောဖြစ်သွားဘဝကိုဖြစ်ညစ်ကြည့်လိုက်တော့လိမ်မော်သီးကလေးမှာအချိုရည်ကျန်သေးတယ်။အိုးအသေးနှလုံးထဲမှာပန်းနေအရန်ပွင့်တာပဲအမေရဲ့။ကိုအင်းကြီးဝစ်ချင်တဲ့စောင်းရသည်ရဲ့မီလီယံကင်းမဲတဲ့မီလင်းဖူကြီးရဲ့နှင်းဆက်တွေကိုအသေးကန်တောက်ချင်တဲ့မြက်ပင်ကလေးရဲ့လာမင်းကိုပြည့်ပြည့်ဝဝဓာတ်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းနိုင်ကလေးရဲ့မိုက်တွင်းနဲ့ကြပြားပေါ်အချစ်ရဲ့မကြခဏလူလိန်ခံရတဲ့ရှင်ထဲဟာကျေပြားလေးရဲ့နှက်ခတ်မိမိပျော်ချင်ရှားတဲ့အပျော်လေးရဲ့တားလက်ဘဝထဲမှာကြစ်ကြစ်ပအောင်စုပ်ထားလို့တစက်စက်တုံနေတဲ့တားဘဝလေးရဲ့အမေသားမပိုင်ဆိုင်ပါတယ်ထမင်းစစ်စစ်စားခြင်းနဲ့အမေရဲ့
အိမ်နံမွေးတဲ့အိယာစစ်စစ်မှအိတ်ချင်တယ်ခြေထောက်တွေကိုမိခိုးအငွေပေးချင်တယ်ဗမာပရာစီတန်တန်တောက်ချင်တယ်ပြီးတော့ဟောဒီလိုအမေမျက်လုံးအရာကိုမှုသိပ်ပါတယ်တေပင်လေးလေးပြီးပြန်လာတဲ့တောက်ကိုဂယုနာတမြဲတက်တဲ့အမေအကြည့်လေးအမေရဲ့အမေစိတ်ကမကတ်တာကြားပြီးဖြစ်တဲ့တာတင်မော့လေးအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေဤတို့ပင်ပဲ့တင်ပါလိမ့်မယ်